မင်္ဂလာပါပရိသတ်များရှင်ကလီယိုပက်ထရာဆိုတာကတော့လူတိုင်းလိုသိခဲ့ကြတဲ့ရှေးခေတ်ကမ္ဘာသမိုင်းမှာထင်ရှားခဲ့တဲ့အီဂျစ်ဘီယမတစ်ပါးဖြစ်ပါတယ်ရှင်။သူမကထူးခြားစွာလှပတဲ့အစင်းအင်္ဂါနဲ့ပြည့်စုံတဲ့သူဖြစ်တဲ့အတွက်ကြောင့်ထိုခေတ်တုန်းကတကူအာနာအကြီးမားဆုံးပုဂ္ဂိုလ်နှုတ်ရဲ့သူမရဲ့ရုံမထွက်နိုင်အောင်ညှို့နိုင်စွမ်းရှိတဲ့ယူပါယုံကြော်ခွင်းအတွင်းမှာတက်ဆင်းစေခဲ့တာဖြစ်ပြီးတော့သူလိုသမျှကိုတသွေမတိမ်ပြုလုပ်ပေးခဲ့ကြတဲ့အခြေအနေရောက်အောင်စွမ်းဆောင်နိုင်ခဲ့တာဖြစ်ပါတယ်။အဲဒါကြောင့်ပဲကလီယိုပက်ထရာကိုတော့အနိုင်မြင့်ဒေသမမွေဟောင်းမဆိုပြီးတော့ခေါ်ဆိုခဲ့ကြတာပဲဖြစ်ပါတယ်။ကလီယိုပက်ထရာကအီဂျစ်သွေးမပါဘဲနဲ့မက်ဆီဒိုးနီးယားနဲ့ဂရီသွေးရောနှောရာအဆက်အနွယ်ဖြစ်ပါတယ်။မဟာအလက်ဆန်ဒရာရဲ့နိုင်ငံတော်ကိုခွဲဝေအုပ်ချုပ်ကြတဲ့စစ်ဗိုလ်ချုပ်ကြီးများအနက်တော်လမီအမည်ရှိတဲ့ဗိုလ်ချုပ်ကြီးကအီဂျစ်နိုင်ငံကိုဝေစုယူပြီးဘုရင်ဖြစ်အုပ်စိုးခဲ့တယ်။အဲ့ဒီဘီမှာစပြီးတော့စိုးစံခဲ့တဲ့တော်လမီဘီရင်များထဲမှာကလီယိုပက်ထရာရဲ့ခမဲတော်မှာ12ဆက်မြောက်တော်လမီဘီရင်တစ်ပါးဖြစ်ပါတယ်ရှင်။ BC 52ခုနှစ်မှာထိုဘီရင်ကြီးကန်တော်ကုံတဲ့အချိန်မှာတော့18နှစ်အရွယ်သမီးတော်ကလီယိုပက်ထရာနဲ့12နှစ်အရွယ်သားတော်73ဆက်မြောက်တော်လမီမင်းသားတို့ကအီဂျစ်နိုင်ငံကိုတွဲဖက်အုပ်စိုးခဲ့ကြတယ်။ဘီရင်ကြီးနဲ့ရွာဆန်ပြီး3နှစ်လောက်ကြာတဲ့အချိန်မှာမောင်တော်ဘီရင်ငယ်နဲ့အပေါင်းပါတို့ကကလီယိုပက်ထရာကိုနမ်းချပြီးတိုက်ထုတ်လိုက်ကြပါတော့တယ်။ဒီအချိန်မှာရောမဘိုလ်ချုပ်ကြီးဂျူလီယက်စီဇာကပွန်ပီအားလိုက်ကန်တိုက်ခိုက်နေရတဲ့အင်ဂျင်နိုင်ငံအလက်ဆန်ဒရီးယားမြို့သို့ရောက်ရှိလာခိုက်ပဲဖြစ်ပါတယ်ရှင်။ကလီယိုပက်ထရာကဒီအခွင့်ကောင်းကိုလက်မလွတ်စေဘဲနဲ့မိမိရဲ့ကိုကော်စောမှာထဲလိပ်စေပြီးစီဇာရဲ့ရှေ့တော်မှကိုရောက်အောင်ဝင်သွားခဲ့တယ်။အဲ့ဒီချိန်တုန်းကအသက်20လောက်သာရှိသေးပြီးတော့လှသွေးကြွယ်နေတက်ကြွနေတဲ့ကလီယိုပက်ထရာကသူမထီနန်းပြန်ရနိုင်ရင်မှာကုညီဖေးမပေးရန်အတွက်စီဇာကိုဖျားယောင်းတောင်းပန်ခဲ့ပါတယ်။အသက်52နှစ်အရွယ်ဂျူလီယက်စီဇာကလည်းကလီယိုပက်ထရာရဲ့ညွှန်ကွင်းကနေလူကင်းအောင်မရှောင်တိန်နိုင်ခဲ့ဘဲနဲ့သူမအလိုချဖြစ်အောင်ဆောင်ရွက်ပေးခဲ့ပါတော့တယ်။စီဇာကကလီယိုပက်ထရာကိုအီဂျစ်နိုင်ငံရဲ့တူးတီးသောဘီရင်မအဖြစ်ပြန်လည်ရရှိအောင်ကလီယိုပက်ထရာရဲ့ရန်သူတွေကိုတိုက်ခိုက်သုတ်သင်ပေးလိုက်တယ်။ကလီယိုပက်ထရာကစီဇာနဲ့ပေါင်းသင်းနေထိုင်တဲ့အချိန်မှာစီဇာရုံးလို့ခေါ်တဲ့သားတယောက်ကိုရရှိပိုင်ဆိုင်ခဲ့တယ်။ BC 46ခုနှစ်မှာစီဇာရောမကိုပြန်သွားတဲ့အချိန်မှာကလီယိုပက်ထရာလည်းလိုက်ပါသွားခဲ့တယ်။ BC 44ခုနှစ်မှာစီဇာလုံးကြံခံရပြီးတည်ဆုံသွားတဲ့အခါတော့ကလီယိုပက်ထရာကလည်းသူမနေရဖြစ်တဲ့အီဂျစ်နိုင်ငံကိုပြန်လာခဲ့ပါတယ်။စီဇာကွယ်လွန်ပြီးတဲ့နောက်ရောမမှာအာနာလူပွဲစစ်ပွဲများဖြစ်ပွားကြရမှာကလီယိုပက်ထရာလည်းဘယ်ဘက်ကိုမှအားပေးခြင်းမပြုဘဲနေခဲ့လိုက်ပါတယ်။ကလီယိုပက်ထရာရဲ့ယူပါယုံကြော်ကွင်းအတွင်းသို့ဒုတိယံပြီးဆင်းသက်မိတဲ့ရောမသူရဲကောင်းကတော့မက်အန်တိုနီဖြစ်ပါတယ်ရှင်။စီဇာကွယ်လွန်ပြီးတဲ့နောက်မက်အန်တိုနီနဲ့နောက်မှာအော်ဂတ်စတစ်စီဇာဘွဲနဲ့ရောမအင်ပါယာကိုအုပ်စိုးသူဖြစ်လာမဲ့စီဇာရဲ့တူတော်အော့ဖ်တေးဗီယန်တို့ကရောမနိုင်ငံတော်ကြီးကိုတွဲဖက်ပြီးအုပ်စိုးခဲ့ကြတာဖြစ်တယ်။မက်အန်တိုနီကရန်သူတွေကိုနှိမ်နင်းတိုက်ခိုက်ရင်းနဲ့အရှေ့ဘက်နိုင်ငံများသို့ရောက်ရှိလာခဲ့တယ်။တာဆတ်မြို့ကိုရောက်တဲ့အချိန်မှာကလီယိုပက်ထရာကိုရန်သူအားပေးဖြစ်ဆွဆွဲပြီးဒီအကြောင်းကိုရှင်းလင်းကြေပါရန်နဲ့ဆင့်ခေါ်လိုက်ပါတော့တယ်။ရောမနိုင်ငံတော်ကြီးကိုစီဇာရဲ့မိဖုရားဖြစ်မဆိုးဆန်ခဲ့ပေမဲ့လို့လည်းမက်အန်တိုနီရဲ့အကူအညီနဲ့မြေထဲပင်လယ်အရှိတလွားမှာဂရိနိုင်ငံတော်တစ်ကိုတီထောင်အုပ်စိုးရန်စိတ်ကူးကြံစီထားတဲ့ကလီယိုပက်ထရာကဗီနက်စ်နဲ့သမီးတစ်ပါးလိုလှပတည်သက်စွာဝတ်စားဆင်ပြီးမက်အန်တိုနီထံသွားရောက်ခဲ့ပါတယ်။ကလီယိုပက်ထရာရဲ့အလှတန်းကိုခံနိုင်ရမရှိတဲ့အန်တိုနီကအပြစ်သဘောနဲ့စစ်ကြောရန်ကိုပင်မေ့ပြောက်ပြီးတော့ကလီယိုပက်ထရာရဲ့နောက်တော်မှာလိုက်ပါသွားရင်အလက်ဇန်ဒရီးယားမြို့အရောက်လိုက်ပါသွားခဲ့ပါတော့တယ်ရှင်။အလက်ဇန်ဒရီးယားမြို့မှာအန်တိုနီကကလီယိုပက်ထရာနဲ့အတူတူတစ်နှစ်လောက်ပျော်ရွှင်စွာနေထိုင်ပြီးရောမကိုပြန်သွားခဲ့တယ်။ရောမကိုရောက်တဲ့အချိန်မှာတော့အန်တိုနီကတွဲဖက်အုပ်ချုပ်သူအော့ဖ်တေးဗီယန်နဲ့ပို့ပြီးစီလုံးမိစေရန်အော့ဖ်တေးဗီယန်နှမဖြစ်သူနဲ့လက်ထပ်ထိမ်းမြခဲ့လိုက်တယ်။ဒီအတွင်းမှာတော့ကလီယိုပက်ထရာကအန်တိုနီရဲ့သွေးသားရင်းချကလေးများဖြစ်ကြတဲ့အမွှာမောင်နှမကိုမွေးဖွားခဲ့ပါပြီ။အန်တိုနီကရောမမာလီနှစ်ခန့်နေထိုင်ပြီးအီဂျစ်နိုင်ငံသို့ပြန်လာကကလီယိုပက်ထရာနဲ့သာအချိန်ဖြုံးနေခဲ့တယ်။အော်တေဗီယန်ကသူနှမတော်ကိုအန်တိုနီကစွန့်ပစ်သွားတာကိုလက်စားချေလိုတီကတကြောင်စီဇာရုံးခေါ်စီဇာလေးရဲ့ရန်စူးရန်ညောင်းကိုရှင်းလင်းလိုတီကတကြောင်ကြောင့်စီနေလွတ်တော်ကိုမက်အန်တိုနီအပေါ်မှာစစ်ကြေညာရန်တိုက်တွန်းมาတော့တယ်ရှင်။ BC 31အတ္တရန်ရေချောင်းတိုက်ပွဲမှာအန်တိုနီနဲ့ကလီယိုပက်ထရာတို့ရဲ့တပ်များကအော်တေဗီယန်တပ်များကိုမရှင်နိုင်ဘဲနဲ့အရင်နှိမ်သွားခဲ့ရပါတယ်။ကလီယိုပက်ထရာကသူ့ရဲ့သင်္ဘောတပ်ကိုရုပ်သိမ်းပြီးအလက်ဇန်ဒရီးယားသို့ပြန်ပြေးသွားခဲ့ရတယ်။နောက်ပါအချိန်ရန်ကင်းမဲ့နေတဲ့အန်တိုနီကလည်းကလီယိုပက်ထရာနောက်ကိုကောက်ပါအောင်လိုက်သွားခဲ့ပါတယ်။အလက်ဇန်ဒရီးယားကိုရောက်တဲ့အချိန်မှာကလီယိုပက်ထရာတည်ဆုံးပြီဆိုတဲ့သတင်းကိုကြားတာကြောင့်အန်တိုနီကလည်းကိုဓာတ်နဲ့ထိုးပြီးအဆုံးစီရင်ခဲ့ပါတယ်။ဒါပေမဲ့လို့လည်းအန်တိုနီတေလူစစ်စဲမှာသူကြားသိတဲ့သတင်းကလှည့်စားထားတဲ့သတင်းဖြစ်ကြောင်းသိလိုက်ရတာကြောင့်ကလီယိုပက်ထရာတန်ပို့ဆောင်စီယာမှာကလီယိုပက်ထရာရဲ့လက်ပေါ်အရောက်မှအသက်ပြောက်သွားခဲ့ရတယ်။
ကလီယိုပက်ထရာကအော့ပတေဗီယန်အားမိမိရဲ့ယူပါယုံနဲ့တွင်သွင်းရန်နောက်ထပ်ကြိုးပမ်းခဲ့ပါသေးတယ်။ဒါပေမဲ့အော့ပတေဗီယန်ကတော့စီဇာနဲ့အန်တိုနီတို့လိုသူမဆွဲဆောင်ရာပါမသွားခဲ့ပဲနဲ့တန်ဂျိုးနဲ့ချီနောင်ကရောမလူပုံအလဲမှာအဆက်ခွဲမဲဆိုတာတည်သွားခဲ့တဲ့အတွက်ကြောင့်ကလီယိုပက်ထရာကသူမကိုမဆောင်ထားတဲ့မွေဝင်းငယ်အားသူမကိုကိုက်ဆေးပြီးတော့အဆုံးစီရင်သွားခဲ့ပါတော့တယ်။ကလီယိုပက်ထရာတည်ဆုံးပြီးမကြာမီအချိန်လေးမှာပဲအော့ပတေဗီယန်ကသူမရဲ့သားတော်စီဇာရွန်လို့ခေါ်တဲ့စီဇာလေးအားကွန်မြတ်ခဲ့လိုက်တာပဲဖြစ်ပါတော့တယ်ရှင်။